အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ညောက်ပေးလာမယ့်အကြောင်းအရာကတော့ကျွန်တော်တို့နိုင်ငံနဲ့ဒူနိုင်ငံရေးအခင်းကျင်းမှာမြို့သားအကျိုးစီးပွားအတွက်အသေးထားဆောင်ရွက်ရမယ်စစ်မျက်နှာတစ်ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုသုံးသပ်ပြတော့ဖြစ်ပါတယ်တကယ်တော့ဒီအမျိုးသားအကျိုးစီးပွားဆိုတာတိုင်းပြည်နိုင်ငံနိုင်ငံတွေလက်သွေးကျိုးမကအရေးကြီးတဲ့အပြင်ဒီနိုင်ငံရဲ့ဒီရှိတည်တတ်မှုတွေနောက်တစ်ခုကဒီကြွေးဝချမ်းသာမှုတွေနဲ့အင်အားတောင်းတမှုတွေရဲ့အဓိကဒီသုံးဆောင်ရတဲ့လုပ်ငန်းစဉ်တွေဖြစ်ပါတယ်ဒီနေ့အပြင်ပြောရမယ်ဆိုလို့ရှိရင်တော့အမျိုးသားဒီအကျိုးစီးပွားဆိုတာတော့နိုင်ငံရဲ့အဓိကဥတီချက်ဖြစ်တာနဲ့အညီဘာနိုင်ငံရေးဇက်ခုံမှာလည်းဒီနိုင်ငံတိုင်းကပေါ့လေတူတဲ့နိုင်ငံကအမျိုးသားအကျိုးစီးပွားကာကွယ်ဆောင်ရှောက်ရေးနဲ့ပို့ဆောင်ရေးအတွက်ဥတီဆောင်ရွက်နေကြတာဖြစ်ပါတယ်ဆိုတော့ဒါနဲ့ဆက်ဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံကလည်းဒီဒူရင်ထရပေါ့လေဒါမျိုးသားအကျိုးစီးပွားအတွက်ဒါအဓိကအချက်ချာကြတဲ့နေရာမှာဒါတည်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအနောက်အုပ်စုတွေရဲ့စိတ်ဝင်စားခြင်းကိုခံရတာဖြစ်ပါတယ်ဆိုတော့အထူးသဖြင့်တော့ဒီအမေရိကန်လိုအင်အားကြီးနိုင်ငံရဲ့ဒီစိတ်ဝင်စားခြင်းကိုခံရတာဖြစ်ပါတယ်ဆိုတော့ဘာဖြစ်လို့အခုလိုမျိုးပြောရလဲဆိုလို့ရှိရင်ဒီကျွန်တော်နိုင်ငံကပေါ့လေဒီတရုတ်နဲ့အိန္ဒိယလိုအင်အားကြီးနိုင်ငံတွေနဲ့ဒီနမချင်းထိစပ်နေလို့ဖြစ်ပါတယ်ဆိုတော့ဒီကမ္ဘာထိပ်တန်းပေါ့လေစီးပွားရေးရောစီးရေးအရာရောအင်အားကြီးတယ်ဒီတရုတ်နဲ့အိန္ဒိယတို့ဒီနိုင်ငံမျိုးပေါ့လေထိန်းချုပ်နိုင်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံကဒီအဓိကဒီပထဝီနိုင်ငံရေးအရာအရေးကြီးတဲ့ချက်ချာကြတဲ့နေရာမှာတည်ရှိနေတာဖြစ်ပါတယ်ဆိုတော့ဒါအပြင်ဒီမြန်မာနိုင်ငံကဒီတရုတ်နိုင်ငံအတွက်ပေါ့လေစီးပွားရေးစီးရေးဒီပထဝီနိုင်ငံရေးအရာအရေးပါနေတာဖြစ်တဲ့အပြင်အမေရိကန်နိုင်ငံတက်လည်းပထဝီနိုင်ငံရေးအရာအရေးကြီးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကျွန်တော်တို့မြန်မာနိုင်ငံပေါ်မှာဒီပြတ်မှုနိုင်ဖို့အတွက်အစဉ်တစိုက်ပေါ့လေကြိုးပမ်းလာကြတာကိုတွေ့ရတယ်ဆိုတော့တစ်ဖက်မှာလည်းဒီနိုင်ငံရေးကိုစိတ်ဝင်စားသူတော်တော်များများပေါ့လေဒီကျွန်တော်မြန်မာနိုင်ငံမှာဒီအမျိုးသားကျိုးစီးပွားရအရေးပါတဲ့တန်ဖိုးကြီးတဲ့ပေါ့လေနေရာကိုပြပါဆိုလို့ရှိရင်ရခိုင်ဒေသကိုညွှန်ပြကြတာများတယ်ဘာဖြစ်လဲဆိုလို့ရှိရင်တော့ဒီရခိုင်ဒေသကပေါ့လေပြည်နယ်ထပ်ပေါက်ဖြစ်တယ်ပြီးတော့ဒီတရုတ်မြန်မာအကျိုးစီးပွားအတွက်ပေါ့လေအရေးကြီးတဲ့နေနေဖြစ်တယ်ဘင်္ဂလားဒေ့ရှ်နဲ့ OIC တို့ရဲ့အစ္စလမ်နိုင်ငံတစ်စီမံကိန်းအရမျက်စိကျနေတယ်ပြီးတော့အနောက်အုပ်စုအနေနဲ့ဒီတရုတ်အကျိုးစီးပွားကိုထိန်းချုပ်နိုင်တဲ့နေနေဖြစ်နေတယ်ဒီသဘာဝတည်ရန်စားတွေရှိနေစသဖြင့်ပေါ့လေဒီလိုမျိုးအကျိုးစီးပွားတွေကြောင့်မို့လို့ဒီရခိုင်ဒေသကိုတော်တော်များများမျက်စိကျနေကြတာဖြစ်ပါတယ်ဆိုတော့တစ်ဖက်မှာလည်းဒီရခိုင်ဒေသလိုပဲပေါ့လေဒီမြန်မာနိုင်ငံမှာဒီမျိုးသားအကျိုးစီးပွားအတွက်ဒီစိတ်ဝင်စားရတယ်ပေါ့လေအရေးပါတဲ့ဒီနေမြေတစ်ခုပေါ်လာပြီဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီတနင်္သာရီတိုင်းတဝယ်ဒေသပဲဖြစ်ပါတယ်တဝယ်ရင်းနဲ့စက္ကန့်စီမံကိန်းတော့ပေါ့လေရုရှားအနေနဲ့ဘုဒ္ဓကျုပ်လက်မှတ်ရေးထိုးပြီးတဲ့အချိန်ကနေစပြီးတော့ပေါ့လေဒီတဝယ်ဒေသမှာလည်းတိုက်ပွဲတွေနေ့စဉ်ရက်ဆက်ဆိုဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်ဒီတုန်းကဒီ NCA စီကံဒီမဖောက်ပြပါဘူးလို့ဆိုခဲ့တဲ့အမေရိကန်ရဲ့ဒီနောက်ခံကာလလည်းရှိခဲ့တဲ့ဒီ KNU တပ်မဟာ၄ကအခုဆိုလို့ရှိရင်ပေါ့လေဒီထိထလို့ရွာကုန်းစခန်းကြီးကိုတော့တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ဒီမောင်မေရှောင်ကြီးပါရေးတော်ဝဲအမှတ်၈ပြည်တော်စုလမ်းမကြီးပေါ်မှာရှိတဲ့ဟီလီကွစ်စခန်းကိုလည်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီသဘောကတော့တဝယ်ဒေသတစ်ခုလုံးကိုပေါ့လေချင်းချုံနိုင်မှုမရှိသေးတိုင်အောင်တဝယ်နဲ့စက္ကန့်စီမံကိန်းမပြတ်ပြတ်အောင်ဖြစ်မယ်ဆိုတော့သဘောဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်ဆိုတော့ဒီလောက်ဆောင်ချက်တင်မှာပေါ့လေဒီ KNU နဲ့ PDF တွေရဲ့ပေါင်းပတ်သက်မှုတွေပဲလို့ယူဆလို့မရဘူးပေါ့လေဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ဒီအချိန်တိုအတွင်းမှာပြောင်းလဲသွားပြီးတော့ဒီငါကြည့်တာလေ KNU တက်မှာလေးရဲ့နောက်ကွယ်မှာဒီအနောက်အုပ်စုတွေကပေါ့လေလက်မကြီးအဖြစ်နဲ့ပူပေါင်းပါဝင်နေလင်းပတ်သက်နေမယ်လို့ယူဆလို့ရတယ်ပေါ့သူတို့ကဒီရုရှားကိုမလိုလားတဲ့ဒီအနောက်အုပ်စုတွေဖြစ်လိမ့်မယ်လို့ယူဆလို့ရတယ်ပေါ့လေနောက်ချက်ကတော့ဒီတဝဲဒေတာကိုပေါ့လေနှက်ကြီးရယ်ဆိုပြီးတော့ပြောကြတာရှိတယ်ဘာဖြစ်လဲဆိုလို့ရှိရင်အရင်တော့ဒီစီမံကိန်းကိုပေါ့လေတာဝန်ယူလောက်ကင်ဆောင်ရမယ်အီတာလီယန်ထိုင်းကုမ္ပဏီအနေနဲ့တဝဲနဲ့စက္ကန့်ပြည့်မြောက်ရေးကိုမလိုလားတဲ့စင်ကာပူကုမ္ပဏီတွေပါဝင်ပတ်သက်နေတဲ့အတွက်အကြောင်းမျိုးကြောင့်ခဏခဏရက်ဆိုင်ခဲ့ရတာဖြစ်ပါတယ်ဆိုတော့ဒီပြောချင်တာကတော့ဒီတဝဲနဲ့စက္ကန့်စီမံကိန်းကိုပေါ့လေအခုတဝဲဒေတာဖြစ်ပြနေတဲ့တိုက်ပွဲတွေကဒီရိုးသားမှုမရှိဘူးလို့ယူဆလို့ရတယ်ပေါ့ဒါကြောင့်မို့လို့ဒီအမျိုးသားအကျိုးစီးပွားတက်ပေါ့လေအခုဒီပထဝီနေထားရတာဖြစ်ပြနေတဲ့တိုက်ပွဲတွေကပို့ပြီးတော့ခြေပြန့်လာနိုင်လိမ့်မယ်လို့လည်းယူဆလို့ရတယ်ဆိုတော့နောက်ဆုံးပြောချင်တာကတော့ဒီနိုင်ငံအကျိုးစီးပွားဆိုတာကတော့ဒီလုပ်ပိုင်းဆိုင်ရာတွေအခုကဒီနိုင်ငံရေးဘက်ဆိုင်ရာတွေနဲ့ဒီယဉ်ကျေးမှုဘက်ဆိုင်ရာတွေရဲ့ဒီအမှတ်လက္ခဏာတွေပေါ့လေအခြားနိုင်ငံတွေရဲ့ဝင်ရောက်စွက်ပတ်မှုကနေပြီးတော့ဒီကာကွယ်ဆောက်ရှောက်ပြီးတော့ဆက်လက်ရှင်သန်အောင်ပြုလုပ်ရေးပဲဖြစ်ပါတယ်ဆိုတော့ဒီအဲ့လိုပဲဒီတန်ဖိုးမဖြတ်နိုင်တဲ့ပေါ့လေဒီနေမီတွေကအခွင့်အရေးတွေများစွာပတ်စင်ထားတာဖြစ်သလိုဒီစိန်ခုံမှုတွေနဲ့လည်းများစွာပြည့်နေနေတာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မို့လို့ဒီနိုင်ငံအတွက်အရေးကြီးတယ်ပေါ့လေပထဝီနိုင်ငံရေးအရေးပါတယ်ဒိုဝေရနဲ့စိတ်ကန်းစီမံကိန်းကိုကာကွယ်ဆောက်ရှောက်ဖို့နဲ့အောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့အတွက်ရေးဖို့ပြင်ဆင်မှုတွေ